စီးချက်၄ချက်ရှိမယ်1 2 3 4စီးချက်၄ချက်ရှိတဲ့မှာ1ကပေါ်ကျိုးတွေအဓိကထားပြီးခတ်မယ်2ကိုအောက်ကျိုးတွေအဓိကထားပြီးခတ်မယ်အဲ့တော့1နဲ့2နဲ့ကဟုတ်ပြီနော်1 2 3ကြတော့ un ပို့လာမယ်3ကိုအပေါ်ခတ်မယ် up ကိုအောက်ကနေတက်မယ်3 un 3 un 3 un 4ပေါ်ကနေတစ်ချက်ခတ်ချလိုက်မယ်နော်အဲ့တော့3 un နဲ့4ကိုပြန်ပေါင်းရင်3 un 4တော့ပထမ1 2 3 4အားလုံးပြန်ခတ်မယ်နော်1 2 3 and 4 1 2 3 and 4လက်ကွက်လေးနဲ့နှိပ်ကြည့်ကြတာပေါ့စီလေးနဲ့country လက်ခတ်ပါသူက style ကတော့ဒီတက်နည်းနည်းလေးမြန်တာပေါ့ဒါမျိုးလေးပေါ့